စားလိုက်အိတ်လိုက်ပါလိုက်လာလိုက်လောက်ကိုင်းလိုက်ဆောင်ရွက်လိုက်ပြောစရာရှိရင်ပြောလိုက်ငိုစရာရှိငိုလိုက်နဲ့ဘဝခရီးကြီးကိုဒီပုံစံနဲ့ဖြတ်တန်းသွားလာလို့တော့ဘာရမှာတော့ဘာမရပစ္စည်းဥစ္စာတွေဆိုရင်လူတွေကပစ္စည်းဥစ္စာတွေကိုကိုယ်နဲ့အတူတူကပါမယ်ထင်ပြီးတော့စုကြတယ်လိုပဲစုပြင်ပကပစ္စည်းဥစ္စာဆိုတာကိုယ်နဲ့တခုမှပါမသွားဘူးဆိုတာအမှန်တမ်းထင်ရှားတယ်နောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တခုမှပါသွားမှာတော့မဟုတ်မြတ်စွာဘုရားကအဲ့ဒီစကားလုံးကိုဘယ်လိုသုံးလို့ဆိုပဟာယကမဏီယတဲ့ပဟာယဆိုတာထားခဲ့ပြီးတော့ကမဏီယသွားရတာဘာတစ်ခုမှယူသွားလို့မရဘူးဆိုတာတော့ဒါအမှန်တမ်းလက်တွေ့သိတာတဲ့ထင်ရှားတဲ့အရာတစ်ခုဘာတစ်ခုမှယူသွားလို့မရဘူးဆိုရင်ဘာကိုတော့ယူသွားလို့ရတော့ဆိုတာတော့ဟိုဟာစဉ်းစားရတို့ယူသွားလို့ရတာကိုတို့စူးစမ်းပြီးတော့လုပ်ရယူသွားလို့မရတဲ့အပေါ်မှာအချိန်ဖြုံးပြီးတော့မနေသင့်ဘူးဆိုတာဒါကိုယ့်ကိုစဉ်းစားဆင်ခြင်ရမယ့်အချက်တစ်ခုမြတ်စွာဘုရားကဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းစားခိုင်းတာတခြားဘာသာတွေနဲ့မတူတဲ့အချက်ကအဲ့ဒါဘုရားစဉ်းစားခိုင်းတာဒါမှန်ကန်တယ်လောကမှာအမှတ်တမဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာကြီးပွားတိုးတက်မှုအားနည်းတယ်အမှတ်တမဲ့မနေဘဲနဲ့စဉ်းစားပြီးလောက်ကန်ဆောင်ရတဲ့ပုဂ္ဂိုလ်တွေဟာကြီးပွားတိုးတက်တယ်ဆိုတာဒါထင်ရှား